ဒီကောင်လေးကတော့ရေထဲမှာတောက်ပနေတဲ့ရွှေရုပ်တုကြီးတစ်ခုကိုတွေ့သွားခဲ့တယ်ဒါနဲ့သူကတစ်ကိုင်းတစ်ချောင်းနဲ့လှမ်းလို့ကြည့်အံ့ဩစရာအဲ့ဒီတစ်ကိုင်းကရေနဲ့ထိတာနဲ့ရွှေစစ်ဖြစ်သွားတယ်ဒါပေမဲ့ရွှေကအရန်လေးလန့်သွားတော့ကောင်လေးလည်းမနိုင်တော့ပဲရေထဲပြန်ကျသွားခဲ့တယ်သူကမယုံနိုင်လို့ခရုခွန်တစ်ခုနဲ့ထပ်ဆန်းကြည့်တော့လေရွှေဖြစ်သွားပြန်ရောအဲ့ဒီမှာတင်သူတို့တစ်ခုသတိထားမိလိုက်တာကအဲ့ဒီရွှေရုပ်တုကြီးဟာတကယ်တော့လူတစ်ယောက်ဖြစ်နေတယ်ဆိုတာပါပဲတစ်ဖက်မှာလည်းသူတို့တငယ်ချင်းနောက်တစ်ယောက်ကတောင်ကြားထဲမှာအပုံလိုက်ရှိနေတဲ့ရွှေတိုက်ကြီးကိုတွေ့သွားပြန်တယ်သူကတော့လောဘဇောတွေတက်ပြီးအိတ်ထဲကိုအငမ်းမရကျုံထည့်ခဲ့ပါတယ်အယိုးစုကြီးရဲ့လက်ကောက်ဝတ်မှာဆွတ်ထားတဲ့ရွှေလက်ကောက်ကိုမြင်တော့ခဏတော့လန့်သွားသေးတယ်ဒါပေမဲ့လည်းဂယုမဆိုင်ပဲအတင်းဆွဲဖြုတ်ယူလိုက်တယ်သူရွှေတွေကြားမှာပျော်နေတော့မှရွှေပုံထဲကနေထူးဆန်းတဲ့မိခိုးငွေတွေထွက်လာတာကိုသူလုံးဝသတိမထားမိလိုက်ဘူး။ဝေတငယ်ချင်းတွေတင်းမောပေါ်ပြန်ရောက်တော့မှကောင်လေးပြောက်နေတာကိုတီးပြီးလိုက်ရှာကြတာပေါ့။ဒါပေမဲ့ရွှေတိုက်နားမှာသူ့အဝတ်စားတွေပဲကြံခဲ့တာကိုတွေးလိုက်ရတယ်။အဲ့ဒီအချိန်မှာပဲကောင်းကင်ဘောကနေငကားကြီးတစ်ကောင်ရုတ်တရက်ဝုန်းကနေဆင်းလာပြီးကောင်လေးကိုတုတ်တင်ခေါ်သွားပါတော့တယ်။ငကားကြီးကသူ့ကိုတောင်တန်းတွေပေါ်ခေါ်သွားတဲ့အချိန်မှာကောင်လေးဟာကြောက်လန့်တကြားနဲ့တစ်ခုကိုမြင်လိုက်ရတယ်။အဲ့ဒါကတော့တောင်ပေါ်မှာသူ့ရဲ့နာမည်ကိုမီးတောက်တွေနဲ့ရေးထွင်းထားတာပဲဟုတ်ပါတယ်။သူတို့တငယ်ချင်းဟာအဲ့ဒီမော်လက်ကောက်ကိုဝတ်မိလို့ငကားကြီးအဖြစ်ပြောင်းလဲသွားခဲ့တာပဲဖြစ်ပါတယ်